IK မြန်မာမှာ Apple product တွေဝယ်ယူတဲ့အခါမှာဘယ်လို service တွေပေးလဲမိတ်ဆွေတို့အနေနဲ့ Apple product တွေကိုဝယ်ယူတဲ့အခါမှာစိတ်ချရပြီးတော့အာမခံချက်လည်းအပြည့်အဝရရှိမယ်ရင်းနှီးဖော်ယူတဲ့ customer service တွေနဲ့အတူ IK မြန်မာကနေတင့်ကိုစောင့်ကြိုလျက်ရှိပါတယ်မိတ်ဆွေတို့မသိသေးတဲ့ Apple product တွေကိုဘယ်လိုဘယ်ပုံအသုံးပြုရမယ်ဆိုတဲ့ suggest တွေနဲ့အတူ Apple product တွေမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်းကျွမ်းကျင်တဲ့ဝန်ထမ်းများကနေကူညီဖြေရှင်းပေးသွားအောင်ပါနော်Apple product တွေကိုဝယ်ယူတဲ့နေရာမှာအခက်အခဲမရှိလေရအောင်လို့ IK မြန်မာဘက်ကနေပြုလုပ်ပေးထားတဲ့ဝန်ဆောင်မှုတွေကိုဘလို့အချိန်မျိုးမှမဆိုလာရောက်မေးမြန်းပြီးတော့အကြံဉာဏ်များရယူနိုင်သလိုလာရောက်ဖို့အခက်အခဲရှိပါကလည်းဖုန်းဆက်ရေးဖြစ်စေ Facebook page က Messenger ကနေဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်IK မြန်မာကရောင်းချပေးနေတဲ့ Apple product တွေကယုံကြည်စိတ်ချရပါမလားဝယ်ယူဖို့အတွက်စဉ်းစားရခက်နေတဲ့သူတွေအတွက်ဆိုင်ကိုကိုယ်တိုင်ကိုယ်ကျလာရောက်ပြီးတော့ဆွေးနွေးမေးမြန်းမှုတွေပြုလုပ်နိုင်သလို Apple product တွေကိုအသုံးပြုရမှာလွယ်ကူမှုရှိစေဖို့အတွက်အကြံဉာဏ်များပေးပြီးတော့ကူညီပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ IK မြန်မာကိုအခုပဲနှမ်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပြရရှင်။